အရာရာရွေရှားနေလက်ထဲမှာခိုင်မြင်းနေတဲ့ထင်းတဲ့အရာတွေအောင်ဒီနေ့မှအမှတ်တရအဖြစ်ပဲကြံသွားတတ်တယ်လူတွေကလည်းပြောင်းလဲသွားတယ်ခံစားချက်တွေလည်းပြောင်းလဲသွားတယ်အချိန်ဟာဘာလို့မှနေရာတခြားမထားခဲ့ဘူးဘယ်ရောက်မစို့လက်ခံနိုင်အောင်ကြိုးစားနာကျင်သင်ယူရမယ်ကျိုးပဲ့ရင်းနဲ့ရင်းကျက်ရမယ်တချို့အရာတွေကခဏအလည်ရောက်လာတာဆိုတာကိုလည်းနားလည်ထားရမယ်တကယ်တော့အကောင်းဆုံးရှင်သန်ခြင်းဆိုတာဘဝအစဉ်ပြေနေလို့မဟုတ်ဘူးမပြည့်စုံမှုတွေကြားထဲကနေပြုံးနိုင်အောင်ကြိုးစားနေခြင်းပဲ